လာပါရှင် Maverick Health နဲ့ Win Cosmet မှာကျေးဇူးပါရှင်လူကြီးမင်းတို့ရဲ့ကိုပိုင် brand အမှတ်တစိတ်တွေကိုအောင်မြင်တိုးတက်ဖို့အတွက်နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီကျမတို့ကုမ္ပဏီရဲ့ကျွမ်းကျင်ပညာရှင်များထုတ်လုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းများကိုစမ်းသပ်အသုံးပြုဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်Maverick Health မှာတော့ OEM, ODM ဖြည့်ဆွတ်အစားအစာအမျိုးမျိုးထုတ်လုပ်ရေးကိုအဓိကထားထုတ်လုပ်ပါတယ်ရှင်။ collagen အစီကျစေစတဲ့ဖြည့်ဆွတ်စာကနေပြီးတော့ဖြည့်ဆွတ်စာမျိုးစုံကိုကပ်ဆူးပုံစံဆေးတောင်လေးတွေတောက်စရာအမုန့်လေးတွေနဲ့ jelly ပုံစံမျိုးလေးတွေအထိထုတ်လုပ်ပေးပါရရှင်။ Win Cosmet မှာဆိုလို့ရှိရင်တော့Cosmet ဆိုတဲ့အတိုင်းလူချင်းမင်းတို့ရဲ့နေ့စဉ်ဘဝအမြဲတမ်းလှပကျန်းမာပြီး confidence ရှိဖို့အတွက် skin care ဆိုင်ရာ moisturizer, serum, sun cream အဲ့ဒီကနေပြီးတော့ body care ဆိုင်ရာရေချိုးဆက်ပြားခေါင်းလျှော်ရည် and scrub စတဲ့အရာတွေကိုထုတ်လုပ်ကင်ပေးပါရရှင်ကမ္ဘာနေရာစုံကရှားပါထူးခြားတဲ့တဘာဝကုန်ကျန်းပစ္စည်းမျိုးစုံကိုအသုံးပြုထားတာဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အန်ဒီရဖြစ်ဓာတ်ရုပ်ဗေဒပစ္စည်းတွေပေါ်မှာလုံးဝစိတ်ပူစရာမလိုပါဘူးရှင်ဒါအပြင် GHP, HACCP, ISO နဲ့ HALA certificate တွေရရှိထားတဲ့အတွက်ထုတ်လုပ်မှုအစအဆုံးမှာအရေးအသွေးအမြင့်မားဆုံးဖြစ်ဖို့အတွက်ကျမတို့အနေနဲ့အာမခံပါတယ်ရှင် Maverick Health, what's the service?